ဘာတာပြီလားအခုတက်ကနံပါတ်ထပ်ယူလိုက်မယ်လေအခုငါတို့ကအခုလောက်လျှောက်ပေးထားတယ်ပြောနေတယ်လေငါညမရဲစကန်ထောက်ကန်တာလည်းပေးထားတယ်အမှုဖွင့်ဆိုတာမျိုးကနင်တို့နင်တို့ကမဟုတ်ဘူးငါညမရဲ့နင်တို့ဒီပလက်ဖောင်းပေါ်မှာဖြစ်သွားတဲ့ပြဿနာကိုနင်တို့ကရဲစကန်သွားပြီးအမှုပတ်နေတာငါညမတို့ကအမှုဖွင့်တယ်ဆိုတာထိုက်တဲ့လို့လွယ်တယ်ထင်လို့လားလွယ်တယ်ထင်လို့လားဘာလို့အဲ့ဒီစင်ကြီးကိုခတ်အောင်လုပ်ထားတာတော့အေးအမှုဖွင့်တယ်ဆိုတာလွယ်တယ်ထင်လို့လားလို့အမှုဖွင့်တယ်လွယ်တယ်ထင်တာလို့ဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းစဉ်ကိုတင်နေနေကားပေါ့နော်အခုရဲစကန်အမှုဖွင့်မှာလွယ်လို့ပြောပြလိုက်ပါရှင်ငါတို့လည်းထောက်ခံတာပေးထားတယ်လေနင်ဘက်ကမန်နေဂျာစုံမပြောနဲ့လေဒီလုပ်ငန်းတွေကအမှုဖွင့်မှာနေမှာရမယ်ဆိုပြီးတော့လုပ်ငန်းတွေတင်ပေးကနေကပြောပေးထားမှာပါအဲ့ဒါအမှုဖွင့်မှာနေမှာပဲရမှာရှင်ဟုတ်အမှုဖွင့်တာကိုငါတို့ကအခုဒီနေ့တောင်းနေတယ်မပိတ်နဲ့အောင်တောက်လျှောက်ခေါ်ကနေဟိုကမပိတ်နဲ့အောင်ငါတို့ကမအားသေးဘူးဖုံးနေတိမ့်မှမလို့ငါတို့ကတောက်လျှောက်ပြောနေတာကျွန်တော်တို့တင်ပေးထားကနေက3ရက်ပဲယာယီပိတ်ထားပေးလို့ရမှာပြောပေးထားမှာပါထောက်ခံတာတိုင်တလားပိတ်မယ်လို့ပြောတာငါညမရထောက်ခံအမှုဖွင့်တာလေးပေးဖို့လာတယ်မရှိတော့လုပ်ငန်းတွေကပိတ်ပေးရမလို့ပြန်ဖွင့်ပေးရမလို့ဌာနဘက်ကဆောင်ရွက်သွားမှာဒီလုပ်ငန်းတွေကတတိယဌာနဘက်ကလုံးဆောင်မှာဖြစ်တဲ့ကြောင့်မလို့သူတို့ရဲ့လုပ်ငန်းကိုဒီတိုင်းပဲဆောင်ရွက်ပေးသွားမှာပါရှင်အေးလုံထုံးလုံကြီးရလဲထောက်ခံတာပြီးရင်တလားထိတားပြီးရလို့ပြောတယ်လေအော်ဘယ်ဘက်ကနေပြောလိုက်တာလဲရှင်ဟာနင်တို့ KB ကောစင်တာပဲဝါဆိုလားဘာလားမသိဘူးငါတို့တောက်လျှောက်ဆက်နေတာပြီးရင်ငါပြောမယ် KB မနော်စင်တာအိတ်ကကိုမင်းနဲ့ KB မနော်စင်တာအိတ်ရဲ့ဖုန်းနံပါတ်ငါပြောအောင်မလားအနော်ဒီစင်တာတွေဘက်ကညီမတို့ဘက်ကတင်ပေးရမဟုတ်ရှင်ဒီလုပ်ငန်းတွေတင်ပေးရကျွန်တော်တို့ဌာနဘက်ကပဲတင်ပေးရမျိုးပါနင်တို့ဗော်လီဘောဘတ်စကတ်ဘောအတင်းထောင်ရင်ထောင်လိုက်ငါညီမနင်တို့ကအကုန်လျှောက်ပြီးတော့ဆန်နာကိုငါတို့ကသွားပြီးပြီလေဆန်နာကိုထောက်ခံတာပေးပြီးပြီလေငါညီမအခုကမဟုတ်နင်ကဘာကိုပြောနေတာတော့အခုငါတို့ကပြောနေပြီဒီဖြစ်စဉ်ကမပြီးသေးဘူးအမှုဖွင့်တာထပ်ပေးမယ်ဒီဥစ္စာကိုနင်ကတစ်ခါကဥစ္စာကိုပိတ်လိုက်ပြီလားအေးအဲ့ဒါထပ်တင်လိုက်လေနင်ပြောတဲ့ဘဝငါ30ကိုညီကြီးလိန်ခံနေရမှာလားငါညီမနင်ကဘာတော်တာတော့နင်နာမည်ယာလူဟောက်ပြန်ပြောသမ်းပါဦးကျွန်တော်နေနေပါအခုသုံးနေဆိုရင်အခုတင်ပေးထားတဲ့ ticket ကသူတို့တိုင်းနေတဲ့ကြောင့်ဒီ ticket နဲ့ဆောင်ရွက်ပေးမှာမဟုတ်ဘူးအေးနောက်တဲ့ ticket ထပ်ဖွင့်ဟာနောက်တဲ့ ticket ထပ်ဖွင့်မယ်ငါညီမနင်ကဟိုငါတို့စိတ်ရှုပ်နေရလားငါစိတ်ရှုပ်ရမှာလားနင်ကစိတ်ရှုပ်ရမှာလားငါညီမရင်ဟလားရင်လားနာမည်ကရင်အပြည့်စုံမယ်လားနင်ဝင်တဲ့ယာလူပြောဒီပေးမှာဘာတာဝင်ရှိရလဲအေးစာပိနင်ယာလူကိုပြောစာပိကလည်းမပြောနဲ့ရင်ဆိုတာလေးနဲ့လည်းမပြောနဲ့ရင်မသူမဖြစ်ငါနာမည်ပြည့်စုံငါထိုးနေဝင်နော်ငါနာမည်ပြည့်စုံထိုးနေဝင်အေးမရှိရင်နင်ကငါ့ကိုဘယ်လိုပုံစံဆက်ဆံနေရတော့အေးငါတို့တစ်ချက်ပိတ်သွားပြီဆိုရင်ငါတို့တစ်ချက်ဖွင့်လိုက်တစ်ချက်ဖွင့်လိုက်အေးဖွင့်လိုက်ပိတ်လိုက်ပြီဆိုပြီးတော့လောက်တာဟိုအခုခေါ်တဲ့နံပါတ်ပဲလေ2569656တော့ရောဘာမျိုးမင်းပြောလိုက်ရောအခုမျိုးသမီးအကောင့်ပါရှင်ရောအခုတွေ့လားကျွန်တော်မိတ်ဆွေတွေဒီဥစ္စာကို share ထားပြီနော်သူတို့ KB ကကောစင်တာစောက်တလွဲလုံနေတာ share ထားပြီအကုန်သိအောင် share နော်စောက်တလွဲ KB ရတွေ့လားလုံနေတဲ့ပုံစံစောက်တလွဲရဲ့ကျွန်တော်တို့ခမရတို့ညာခံမှုတဲ့သူတွေငြိမ်ခံမနေနဲ့နော်ကျုပ်ကဒီပတ်စံလေးလောက်နဲ့ဘာမှမဖြစ်ဘူးဆိုပေမဲ့ကတုံးပေါ်ထိတ်ွက်ကြီးနော်ကျွန်တော်ပြောမယ်ကြံတဲ့မျိုးတွေကိုမပြောသေးဘူးနော် KB ကအခုဖြစ်နေတဲ့ပုံစံနော်မြန်မာနိုင်ငံရဲ့အကြီးမားဆုံးအီမန်ဒီဈေးကွက်ကိုတိမ့်ပိုက်ချင်ပြီးတော့ကျွန်တော်ပြောချင်တာနော်အခုလိုညနေလဲခွဲပြစ်နော်ကျွန်တော်ပြောမယ်ကျွန်တော်တို့နေနေတဲ့အခုကျန်တဲ့မြို့နယ်တစ်မြို့နယ်တဲ့တောင်တော့မှ KB ကမန္တလေးမြို့နယ်တစ်ခုတည်းတောင်မှ KB က3လမှာအမှုပေါင်း300ကျော်တက်တယ် KB ကနေလိန်ခံရတဲ့လူတွေနော်အမှုပေါင်း300ကျော်တက်တယ်ခင်ဗျားတို့စဉ်းစားကြည့်လိုက်တော့နော် KB ကတရားဝင်လိန်ခွင်ပေးနေသလားတော့မသိဘူးနော် KB ကတရားဝင်လိန်ခွင်ပေးနေသလားတော့မသိဘူး KB ကနော်ဘယ်မြန်မာနိုင်ငံရဲ့တကယ်ငွေကြေးပလက်ဖောင်းလုပ်နေပြီးတော့တရားဝင်လိန်ခွင်ပေးနေရလားအားရပြီသူတို့မြန်ဟိုမလိန်ခံရဘဲနဲ့သွားပြီးတော့လိန်ခံနေရပါတယ်ပြောနေတဲ့အတိုင်းပဲ
အချက်လက်အကုန်ပေးပြီးသားကိစ္စဟိုတခိုးဝါပြီးတော့ဆက်သွယ်နေမှမရှိဘူးဒီဘက်ကကိုယ့်ဖြစ်တည်မှုနဲ့တိုင်တန်းပြီးတော့ပြောနေတာဟုတ်လားကျွန်တော်တို့ကဘယ်နှွေဘယ်ရွေ့ဘယ် transaction ငွေအမောင်းဘလောက်ဘန္ဒနာကြီးမှာဘလိုမျိုးလောက်ခံလိုက်ရတာပြောနေပြီလုတ်ပြီးတော့လေဘာတော့ဘုံဗန်ကဘာတော့ဘုံဗန်ကသူတို့ပါဇက်ထဲကစကလုံးနဲ့ရှောက်ပြောနေတာမသိရင် KB ဝန်ထမ်းတွေတွေကမှဟိုကကျွန်တော်ပြောမယ်ဒီ live ကိုကြည့်နေတဲ့ကမ္ဘောဇဘန်ရဲ့တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများခင်ဗျားတို့ KB ဝန်ထမ်းတွေထဲမှာဟိုကမတမာတဲ့ကြားဖြန့်ဖွဲ့စည်းတွေကပတ်သက်နေတာဟာတွေများရှိနေသလားမသိဘူးလူလိန်အားပေးတခိုးအားပေးရမ်းလုံနေတာကျွန်တော်ပြောမယ်လိန်ခံနေရပြီလိန်နဲ့ချက်လက်အကုန်ပေးပြီခင်ဗျားတို့နိုင်ငံနဲ့ချီတဲ့ platform လုပ်နေတာခင်ဗျားတို့မှာ data server ရှိတယ်အဲ့ server ထဲမှာ transaction တွေတောက်လျှောက်အချက်လက်ပြောရင်ကြည့်လို့လည်းရတယ်ကျွန်တော်တို့ကဖုံးဆက်ခြင်းလို့တိုင်လို့အလိန်ခံရလို့တိုင်လို့ဖုံးဆက်ပြီဆိုရင်တော့မှခင်ဗျားတို့ကကျွန်တော်တို့ပိုင်ရှင်ဖြစ်ချောင်းအစစ်အစစ်စစ်ဆေးပြီးတော့မှခင်ဗျားတို့ကဆက်ပြီးစကားပြောလက်ခံတာမို့လားတစ်ဖက်လူရဲ့အချက်လက်တွေလည်းခင်ဗျားတို့သိပြီးသားလေအခုက KB ကအခုအောက်ခြေမှာဖောင်းပွားနေခင်ဗျားတို့တော်တော်ဆိုးနေပြီ KB ကနော်ကျွန်တော်ပြောချင်တာနိုင်ငံရဲ့ဘာတရာထက်တန်မြန်မာအားမှန်ကံဘောသားဘာမြန်မာအားမှန်လဲခင်ဗျာလူလိန်အားပေးအားမှန်တခိုးအားမှန်ကျွန်တော်ဒီလိုပြောတာခင်ဗျားတို့လုပ်ငန်းကိုထိခိုက်ခြင်းလို့ပြောတာမဟုတ်ဘူးအခုဖြစ်ပြနေတာမြေပြင်မှာခင်ဗျားတို့ရှင်းပေးရမှာနော် KB လုံနေတာရေဟုတ်ဘူးခင်ဗျားတို့နော်ဘာတရာထက်တန်မြန်မာအားမှန်လေကျွန်တော်ဒီလိုပြောရင်ခင်ဗျားတို့အကျိုးစီးပွားထိခိုက်စေခြင်းလို့ကျွန်တော်ကပုတ်ခတ်ပြီးရိုက်ခတ်နေပြီးပြောနေတာမဟုတ်ဘူးအလုံးမပြောနေဘူးဆိုရင်ခင်ဗျားတို့ကကြံတဲ့လူတွေရဲ့အကျိုးစီးပွားတွေပျက်စီးကုန်ပြီနော်တကယ်ကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေတဲ့လူတွေရဲ့အကျိုးစီးပွားတွေပျက်စီးကုန်ပြီအဲ့ဒါကိုသိလားကျွန်တော်ပြောတာနော်ကျွန်တော်တို့30လိန်ခံလိုက်ရတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်နေ့ကနေကအခု2025ဖေဖော်ဝါရီ25ရက်နေ့ကနေကအလိန်ခံလိုက်ရတယ်ကျွန်တော်ကဒီလိုပြောနေလို့ကမ္ဘောဇဘန်ကြီးပျက်စီးပါသေးတော့ KB ဆိုတာမျိုးကြီးကိုပြိုခဲသွားပါသေးတော့စိတ်နဲ့ပြောနေတာမဟုတ်ဘူးခမည်းတော်အကျိုးစီးပွားကိုတိုက်ခိုက်နေတာမဟုတ်ဘူးခမည်းတော်ပုံပြီးတော့အကျိုးဖြစ်ထွားနော်အခုကခမည်းတော်အကျိုးစီးပွားသာဖြစ်နေမယ်ကျုပ်တို့အောက်ခြေကကောင်းရောင်းကောင်းဝဲလှုပ်ရှားနေတဲ့လူတွေရဲ့အကျိုးကပြည့်စည်နေပြီသိလားအကျိုးပြည့်စည်နေပြီလူများအကျိုးပြည့်စည်နေပြီခမည်းတော် KB ရဲ့စောက်ကန်ရအလုံးလုံးနေတဲ့အဆင့်ပုံစံတွေကအခုလုပ်ငန်းတွေလည်းပြောထားပြီးပြီဟာလားတက်ဆိုင်ရာရက်ွက်ထောက်ခံတာရဲစခန်းအခုကျွန်တော်ဒီနေ့အမှုရဲစခန်းထပ်သွားခဲ့တယ်အမှုဖွင့်ဖို့ဖုန်းနှလုံးသိမ့်မယ်တွေရောဟာလားဆင်းကက်တွေယူထားမယ်တွေရောကျုပ်တို့ကဘာသွားလှုပ်ရှားမှာတော့ခင်ဗျားမသိရင်တခါတည်းဟိုကိစ္စကိုယတိပြက်ဖြစ်လိုက်တဲ့အတိုင်းပဲလိန်ကန်လိုက်ရတာအဲ့ဒီဖုန်းနံပါတ်နဲ့လေအဲ့ဖုန်းနံပါတ်ကိုဟိုရဲစခန်းသိမ်းထားပါတယ်ဆိုမှတော့အဲ့ဒီ KB ကောစင်တာငါတို့ဘလို့လုပ်ပေးမယ်ဆိုတဲ့လုပ်ငန်းတွေလည်းမပြောဘူးအခုပေးလိုက်အခုစင်းကဲကိုအခုဘယ်ကိုဆက်သွယ်ရမယ်ပြီးရင်ဘာဆက်လုပ်မယ်ဘလို့လုပ်ပေးမယ်ဘာမှဖြစ်စေမပြောပြဘူးမရှင်းပြဘူးနော် KB ကောစင်တာကြီးကပေးထားပြီးရင်တဲ့စကန်မှုနဲ့နေထိန်နေတဲ့ဟလာလာမယ်လုပ်ပေးမယ်တဲ့လွယ်ရလားအမှုတစ်ခုဖွင့်နေဆိုတာမျိုးကကျွန်တော်တို့ဖြစ်တည်မှုနဲ့ဟလာဖြစ်သွားတဲ့အနေအထားတွေကိုကျွန်တော်တို့ကပြောပြပြီးတိုင်တန်းနေပြီဆိုရင်ခင်ဗျားတို့ဘက်ကလုပ်ပြီးတော့လေခင်ဗျားတို့ KB ဒီမြန်မာနိုင်ငံရဲ့ e-money platform ခင်ဗျားတို့နော်လော်ဝဲကြီးအုပ်ချင်ပြီးတော့လှုပ်ထားပြီးပြီခင်ဗျားတို့မှလည်းအကျိုးစီးပွားအများကြီးဖြစ်ပြီးပြီ KB ရဲ့နော်တောင်ပင်ရှိလူကြီးမင်းများအကုန်လုံးဒီဗီဒီယိုဖိုင်ကို share ပါခင်ဗျားတို့ကျွန်တော်တို့အညာခံဘူးတဲ့လူတွေ KB ကနေလိန်ခံဘူးတဲ့လူတွေငြိမ်ခံနေနဲ့ share ကျွန်တော်ပြောတဲ့စကားလုံးတွေကျွန်တော်တာဝန်ယူတယ်နော် share အခုဖြစ်ပေါ်နေတာ KB ကဘလို့လဲသိလားလိန်သွားပြီလိန်သွားတဲ့လူရဲ့ဥစ္စာကိုလိန်ခံလာရတဲ့လူကိုပဲသိရမလားငင်လေးနေဆိုပြီးတော့မှသိရမလားထပ်မလုံးနဲ့ငင်လေးနေဆိုတော့လှုပ်ထားတဲ့ပုံစံကြီးအစင်းမလိုလားတဲ့လုပ်ငန်းစဉ်တွေကဇက်ရှုပ်လိုက်တာမှအများကြီးပဲနော်ကျွန်တော်ပြောပြမယ်ဘလို့မျိုးဇက်ရှုပ်အောင်လှုပ်ထားလဲဆိုရင်အခုကျွန်တော်မိတ်ဆွေတွေကြည်နေတဲ့လူနော်မင်္ဂလာပါအားလုံးမင်္ဂလာပါနော်ဘလို့ဇက်ရှုပ်အောင်လှုပ်ထားတယ်လဲဆိုရင် KB အခုဒါ KB ကိုစင်တာကိုဆက်နေတာကျွန်တော်တို့ဒါကျွန်တော်အမျိုးသမီးနော်ခုနတင်ကျွန်တော်ခေါ်ပြီးပြီနော်ဘလို့ဇက်ရှုပ်အောင်လှုပ်ထားတယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့သတင်းချက်လက်အကုန်ပြေးဝပေးပြီးပြီသူတို့မှာ data server ရှိတယ်သူတို့ကြည့်ရတော့မှာသွားကြည့်လိုက်တော့ဟုတ်လားပန်ကန်နေပြီဆိုရင်ကျွန်တော်တို့ဒါဘလို့ပဲလောက်ရမယ်ဆိုတဲ့လုပ်ငန်းစဉ်အစစ် procedure
ဘာပြီးရင်ဘာလို့ပါဆိုတဲ့ဖြစ်စဉ်ကိုတစ်ဖက်လိန်ခံလိုက်ရတဲ့လူကိုပြောပြပြီးတော့အခုကပြောပြမပေးတဲ့ပြင်သူတို့ကဘာလုပ်နေလဲဆိုတော့ဟိုသွားတောင်းလိုက်ပါအောင်ပထမအဲ့ဒီကေဘေးကိုစင်တာမနော်ကဟလာအဲ့မှာနှစ်ဖူးပြောင်နဲ့ကိုမင်းဆိုတဲ့လူတယောက်ကျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီနော်ကေဘေးထောက်ခံတာပေးပြီဘာလဲကေဘေးထောက်ခံတာရဲစခန်းထောက်ခံတာတဲ့ကေဘေးထောက်ခံတာဖြစ်နေပါရဲစခန်းထောက်ခံတာသွားတောင်းဟုတ်ပြီကျွန်တော်ရဲစခန်းထောက်ခံတာသွားတောင်းတယ်ပေးပြီအဲ့ရဲစခန်းထောက်ခံတာအထက်စီတောင်မရောက်သေးဘူးတဲ့ကျွန်တော်ဘာထက်လောက်ရလဲဆိုရင်ကမ္ဘောဇ application တွေကနေပြီးတော့အကြံဉာဏ်ပြုရန်အကူအညီကြောင်းခေါ်ရန်ဆိုတဲ့ခလုတ်ထဲကနေထက်ဝင်ပြီးတော့ဖြစ်စဉ်တွေဓာတ်ပုံတွေအဲ့ဒီရဲစခန်းထောက်ခံတာတွေပုံထက်ပို့ပြီးပြီဒီနေ့ကျွန်တော်နည်းနည်းဒေါသထက်သွားသလိုဖြစ်သွားရင်အားလုံးကိုတောင်းပန်တယ်ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တစ်ကက်နံပါတ်ကိုသူတို့ကဖျက်သိမ်းလိုက်ပြီတဲ့ကျွန်တော်တို့စီကခွင့်ပြုချက်ယူသလားနော်ဖျက်သိမ်းလိုက်ပြီဆိုတဲ့သဘောတရားသူကတခိုးအားပေးပဲလေကျွန်တော်ပြောတာကျွန်တော်စကားကျွန်တော်တာဝန်ယူတယ်ခမည်းတော်ကေပေးဝန်ထမ်းတွေထဲမှာဟိုကကြားဖြန့်တွေလူလိန်တွေပါနေပြီလားဒါမှမဟုတ်ရင်ကမ္ဘောဇဘန်ကြီးဟိုကဘာလဲဘယ်လဲဘလို့လုပ်နေတာလဲကျွန်တော်ဒီလိုပြောရင်ကျွန်တော်ကခမည်းတော်ကေပေးကိုကမ္ဘောဇဘန်ကိုအကျိုးစီးပွားမလားဖြတ်ပါသေးပြတ်ပါသေးဆိုပြီးပြောနေတဲ့အတိုင်းပဲကျွန်တော်ပြောနေတာကမ္ဘောဇဘန်ကအကျိုးစီးပွားပြတ်စေခြင်းလို့ပြောနေတာမဟုတ်ဘူးခမည်းတော်လုံနေတဲ့ပုံစံလူတကာရဲ့လူများတကာရဲ့အကျိုးစီးပွားပြည့်စည်နေပြီနော်မန္တလေးမြို့နယ်တစ်ခုတည်းကျွန်တော်နေတဲ့ဒီမြို့နယ်တစ်ခုတည်းမှာတောင်မှ3လအတွင်းနဲ့ကျွန်တော်အခုရဲစခန်းရောက်ခဲ့တာနော်3လအတွင်းကေပေးကနေပြီးတော့မှလိန်လို့ဖြစ်သွားတဲ့အမှုပေါင်း300ကျော်တယ်တဲ့ကျွန်တော်ပြောမယ်တစ်လကိုအမှု100လောက်လိန်ခံနေရတာတမြို့နယ်တဲ့မန္တလေးမြို့တနိုင်ငံလုံးကိုခမည်းတော်တွက်ကြည့်လိုက်ဒါလက်ရှိနော်လက်ရှိ2025မှာနော်လက်ရှိနော်မန္တလေးတစ်မြို့တည်းတဲ့3လကိုအမှုပေါင်း300ကျော်ပြီရဲ့တွက်ကြည့်လိုက်တစ်လကိုလူ100ကျော်လိန်ခံနေရတာကေပေးရနေဒါတော့မှရဲစခန်းကိုလာမတိုက်တဲ့လူတွေမပါဘူးနော်မတင်သားဆိုမရသေးဘူးမရသေးဘူးအခုကသူတို့ကလူလေကြနေကျွန်တော်တို့ကိုကြတော့ချွေးသိပ်ဟလားသွေးဆူသွားတော့ချွေးသိပ်ဟလားဘာလို့ပြောမယ်ညာလို့ပြောပါမယ်ကျွန်တော်ပြောမှာကျွန်တော်ပြောတယ်ဆိုတာကျွန်တော်တို့ဒီပတ်စံကကျွန်တော်ပြန်ရှာရင်ရတယ်ဒါပေမဲ့ကျွန်တော်မခံနိုင်ဘူးနော်ကျွန်တော်ဒီအကြောင်းအရာဘာကြောင့်မလို့ဒီလိုတွေမျှဝေပေးနေဆိုရင်ဟလားကျွန်တော်လို့မဖြစ်ရအောင်ဆိုတဲ့စေတနာပါတယ်ကြံတဲ့လူတွေတကယ်ခက်ခဲနေတဲ့လူတွေဟလားတကယ်ကိုနော်အစင်မပြေနေတဲ့လူတွေပတ်စံစေချီဆိုတဲ့ပမာဏဘဝပြတ်သွားနိုင်တဲ့လူတွေရှိတယ်အဲ့လိုလူတွေအသိပညာရပါစေတော့ဆိုတဲ့ကျွန်တော်စေတနာပါတယ်နော်ပြီးရင်နောက်တစ်ခုကအားလုံးဒီဟာနဲ့ပတ်သက်လာရင်မလိမ္မာစေတော့အလိမ္မခံထိပါစေနဲ့ဆိုတဲ့ကျွန်တော်ပညာပေးတာဖြစ်တယ်နောက်တစ်ခုကအခုကမ္ဘောဇဘက်မှာအောက်ခြေမှာဖြစ်ပြနေတာကိုတာဝန်ရှိလူကြီးမင်းနေနော်ကမ္ဘောဇဘန်ပိုင်ရှင်ဦးအောင်ကိုဝင်းပေါ့နော်ဥက္ကဋ္ဌနဲ့တကွာဒီအခုလက်ရှိတာဝန်ယူထားတဲ့သူသမီးတွေဟလာလက်ရှိ KBO မှာဦးစီးဦးဆောင်လုပ်နေတဲ့ CEO နိုင်ငံသားတွေဟလာခမည်းတော်တွေအောက်ချိန်မှာ KB ကအခုလိုမျိုးလက်လွတ်စပွဲပေါက်လို့ပဲသားဖြစ်နေတာကိုသိလားပေါက်လို့ပွဲသားဖြစ်နေတာကိုသိလား KB ကလူလိန်အားပေးသခိုးအားပေး KB ကပေါက်လို့ပွဲသားကိုဖြစ်နေတာဈေးချိုအိမ်နာထဲလည်းဖွင့်ပေးကားဂိတ်လည်းဖွင့်ပေးနော်အခုလိုမျိုးအောက်ခြေထဲမှာခမည်းတော်ကနော်ဘလို့ဖြစ်နေလဲအကောင့်တွေဖောင်းပွားနေတယ်အခုကျွန်တော်ပြောနေပါတယ်ဆိုတော့ကျွန်တော်ကိုလိန်သွားတဲ့တင်းကြီးနော်ကျွန်တော်ဒီမှာအခုချက်လက်တွေရှိတယ်မမီအောင်နှုတ်အိတ်ဖုံပေးသမ်းမှာနှုတ်အိတ်ဖုံနော်ကျွန်တော်ပြောမယ်နော်ခမည်းတော် KB ကဆောက်ရမ်းနိုင်ငံရဲ့ဟလားဘန်ပထမသန်းသားဘန်လုံနေပြီးတော့အပေါ်သားဆောက်ရမ်းဆန်နေပြီနော်အပေါ်သားဆောက်ရမ်းဆန်နေပြီပြီးရင်နောက်တစ်ခုကမျက်နှာလွှဲခဲပြည့်ဆောက်ရမ်းလုံနေပြီတစ်ဖက်လူကလိန်ခံရပါပြီလို့ကျွန်တော်တို့ကပြောနေဘာကိစ္စမလိုလားတဲ့အဆင့်တွေအများကြီးခံနေရတာခင်ဗျားတို့ကတခိုးလူလိန်ကိုဘာလို့ကာပါပေးနေရတာတော့ကျွန်တော်မေးပြီဟလာအဲ့ဒီကျွန်တော်အခုမေးတဲ့မေးခွန်းတွေခင်ဗျားတို့အကုန်သိသွားအောင်ညာခံပူတဲ့လူတွေခင်ဗျားတို့ငြိမ်ခံမနေနဲ့ share အခုဗီဒီယိုလေးကိုကျွန်တော် share ပေးကြဒါမှကမ္ဘောဇဘန်ရဲ့လက်ရှိကျွန်တော်ကတော့ share လုံးကျွန်တော်ကအခုလက်ရှိ Facebook ကနော်လောလောဆယ်ကျွန်တော် share ခွင့်ပိတ်ခံထားရတယ်နော်
အခုဖြစ်နေတဲ့ဖြစ်ပေါ်ကဘာလဲဆိုရင်ကျွန်တော်ပြောပြမယ်အောက်ခြေမှာလိန်ကျင်တဲ့ကောင်တွေက KB အကောင့်ကိုနော်အောက်ခြေလူတန်းသားရဲ့မှတ်ပုံတွေနဲ့ဖွင့်ထားတာအောက်ခြေလူတန်းသားရဲ့လိန်တဲ့လူကသူ့ရဲ့သတင်းအချက်လက်အတိအကျနဲ့လိန်တာမဟုတ်ဘူးခင်ဗျားတို့မှားလွယ်မိပါတယ်ငွေလွဲဝင်သွားပါတယ်ဆိုတဲ့ KB အကောင့်မှန်သမျှကဖောင်းပွားနေတဲ့ KB အကောင့်တွေနော်တကယ်ကိုဖောင်းပွားနေတဲ့ KB အကောင့်တွေလိန်ဖို့အတွက်ဖွင့်ထားတဲ့ KB အကောင့်တွေလူလိန်ရဲ့သတင်းအချက်လက်အမှန်ကန်ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါကိုကမ္ဘောသားတည့်ရသားနဲ့ဘာကိစ္စမဖြေရှင်းတာတော့ကျွန်တော်မေးနေတာခင်ဗျားတို့အခု KB အကောင့်စခွင့်ပါလေဆိုခင်ဗျာfingerprint ဖတ်ရတယ်လေ fingerprint မျက်နှာကိုနော် fingerprint တော့ဖြစ်နေပါပြီ face scan ဖတ်ရတယ် face scan နဲ့ခင်ဗျားတို့တစ်လတစ်ချိန်တစ်ပတ်တစ်ချိန် face scan ကို improve လုပ်ခိုင်းလေတကယ်သုံးနေတဲ့လူမဟုတ်ဘူးဆိုရင်အဲ့ဒီ scan မဖတ်တဲ့အကောင့်တွေဆိုခင်ဗျားတို့ပိတ်သိမ်းလေအခုဖြစ်နေတာ KB ဟိုကမသိရင်ခင်ဗျားတို့ကဟာပေါက်ကြီးရိုးပေါက်ကြီးကျွန်တော်လည်းနီးပညာနဲ့စိမ့်တဲ့လူတယောက်မဟုတ်ဘူးကျွန်တော်လူများပတ်စံကိုအလကားမြူခြင်းလို့ကျွန်တော်ကိုလားလိန်တဲ့အကွက်နဲ့တခြားလူလျှောက်လိန်လို့ရတယ်ပတ်လိန်လို့ရတယ်ကျွန်တော်ပြောနေတာရှင်းလားကျွန်တော်ကိုလားလိန်တဲ့အကောင့်ဆိုတော့ကျွန်တော်ရှေ့ရလိုက်ပြင်မှာပြောပြီးပြီအခုအချင်းချုပ်ပြန်ပြောပြမယ်အခု Viber ကနေပြီးတော့အကောင့်နှစ်ခုအကောင့်တုနှစ်ခုနော်မဲကြီးဆိုတဲ့ Viber အကောင့်တုတစ်ခုနောက်တစ်ခုကသက်ဆိုင်ရာလုပ်ငန်းရှင်သူလိန်မဲ့လူရဲ့နော်သက်ဆိုင်ရာလုပ်ငန်းရှင်ရဲ့အကောင့်တစ်ခုနော်ဒီအကောင့်တစ်ခုနဲ့ဘာလုပ်ပြီးလဲဆိုရင်သူတို့ကအဲ့ဒီလုပ်ငန်းဦးစီးနေတဲ့ဝန်ထမ်းတွေကိုသွားပြီးတော့မှသူတို့ကသွားဆွပြီးဇလန်းဇက်ကွက်ရိုက်ပြီးတော့မှမဲကြီးဆိုတဲ့ Viber အကောင့်တုကဈေးတွေမေးမယ်သက်ဆိုင်ရာလုပ်ငန်းစုရဲ့ရောင်းနေတဲ့ product တွေယရနာစေဆိုရင်ယရနာနဲ့ဆိုင်တာမေးမယ်ဖုံးဆိုင်ဆိုရင်ဖုံးနဲ့ပတ်သက်တာမေးမယ်electronic ပစ္စည်းဆို electronic နဲ့ပတ်သက်တာမေးမယ်ရှောက်မေးပြီးတော့တကယ်မဝယ်သွားဘူးမေးတာမှတခွန်းနှစ်ခွန်းမေးတာမဟုတ်ဘူးမေးခွန်းအများကြီးမေးပြီးတော့မှ45မိနစ်နာရီဝက်လောက်တနာရီလောက်ချိန်ယူမေးပြီးတော့နောက်ဆုံးဝယ်မသွားဘူးအဲ့ဒီ Viber အကောင့်တုမကြီးကဝယ်မသွားဘူးပြီးရင်နောက်တစ်ကောင်ထပ်လာပြီးပိုင်ရှင်ပုံစံဟန်ဆောင်ထားတဲ့အကောင့်ကချက်ချင်းဒိန်းဆိုပြီးဝင်လာပြီးတော့ဆိုင်ရဲ့ Viber ဖုန်းထဲကိုဘာလုပ်လဲဆိုရင်ကျွန်တော်ပြီးကြရင်လုပ်ငန်းတစ်ခုလိန်ထားတဲ့ဥစ္စာလေးဗီဒီယိုတွေကပြပေးမယ်ဘာလုပ်လဲဆိုရင်ကျွန်တော်ပြောပြမယ်နော်ညီမလေးအဲ့ဒီမဲကြီးဆိုတာမေးသွားလားအစင်ပြေအောင်လုပ်ပြလိုက်တော့ဆိုတဲ့ပိုင်ရှင်ပုံစံဖမ်းပြီးတောက်လျှောက်ချက်ချင်းအယုံသွင်းပလိုက်တာအယုံသွင်းလိုက်လို့ဝန်ထမ်းယုံသွားပြီဆိုတာနဲ့ဝန်ထမ်းမှာတစ်ခါတလေအလုံးရှုပ်နေရင်ကျွန်တော်တို့ဘာမလုပ်အောင်ဘူးတော့ဖုန်းနံပါတ်ဒီအတိမပြူအောင်ပြီးရင် Viber ရဲ့ရိုးပေါက်တစ်ခုကျွန်တော်ပြောပြမယ်ပုံမှန်ဆိုရင် Viber contact ထဲမှာမရှိတဲ့နံပါတ်ဆိုရင်ဘာပြောလဲဆိုရင် unknown number ဆိုတာပြတယ်အဲ့ဒီလူလိန်လာမေးတဲ့အခိုက်အတန့်မှာ unknown number ဆိုတာမပြဘူးပြီးရင် Viber ဆိုတာကနာမည်တူရှိပြီးသားဆိုရင်အကောင့်ဖွင့်ခင်မပေးသင့်ဘူး Viber မှာကျွန်တော်တို့နော်အကောင့်ဖွင့်ပြီးသားနာမည်ရှိတယ်ဆိုရင်နာမည်တူမရှိသင့်ဘူး Viber မှာအားနည်းချက်ဖြစ်နေတာနာမည်တူကြိုက်တယ်လို့ဖွင့်ခွင့်ရှိတယ်နာမည်တူနဲ့နော်ပုံစံ profile ပုံကလုပ်ငန်းရှင် profile ပုံယူထားတယ်လုပ်ငန်းရှင်နာမည်နဲ့ဖွင့်တယ်ချက်ချင်းဘာလို့လဲဆိုရင်ညီမလေးဟလာအစင်ပြေလားမဲကြီးကိုအစင်ပြေအောင်လုပ်ပေးလိုက်ဆရာမိတ်ဆွေအကိုမိတ်ဆွေဆိုတာမျိုးနဲ့ဝင်လုံးရောအဲ့မှာနေဝင်နှန်းလုံးယုံပြီးသားရင်ချက်ချင်း KB အကောင့်တွေဝေမန်ဒီအကောင့်တွေရဲ့လက်ကျန်တွေမေးပြီးတော့မှတော့သူကချက်ချင်းအကုန်မလွဲခိုင်းဘူးတဝက်ပဲလွဲခိုင်းတာလူလိန်ကမယုံအောင်ပြီးရင်သူ့ဘက်ကပဲဖုံးစခေါ်တာ Viber ကောနဲ့စခေါ်တာရှင်းပြီလားအဲ့တော့ကျွန်တော်ပြောချင်တာအားလို့ညံ့လို့ခံရတယ်ဆိုတာအဲ့လိုပြောတဲ့ဆဆရကတွေခမားတို့အလှည့်ကြရင်မဖြစ်အောင်ကျွန်တော်ပြောလိုက်ပြီတခြားလိန်ကြီးတွေရှိအောင်မှကျွန်တော်မပြောတတ်ဘူးကျွန်တော်မပြောသေးဘူးအဲ့တော့ကျွန်တော်စကားကိုပြန်သွားမယ်ဆိုရင်အဲ့လိုလိန်နေတာတွေကဒီလောက်ဂျက်နဲ့လက်နဲ့ကျွန်တော်တို့ကပြောနေပြီဟုတ်လားအဲ့တင်းကျူတဲ့ကိုကျွန်တော်တို့ကအချက်လက်တွေလာအကုန်ပေးနိုင်ပြီအဲ့ဒီ KB ကောစင်နာတွေကဘာလို့ဖို့ထားတာတော့မနော်ဟယ်ရီပေါ်မှာ35လမ်းပေါ်မှာလည်းရှိတယ် KB ကောစင်နာ8မနော်ဟယ်ရီ65နဲ့64ကြားမှာရှိတဲ့ KB ကောစင်နာတွေကဘာလို့ဖို့ထားတာတော့ကျွန်တော်မေးပြီခင်ဗျားတို့အဲ့ဝန်ထမ်းတွေကဘာလို့ဖို့ထားတာအကောင့်ဖွင့်တဲ့ယုံလောက်လေးနေလားအကောင့်ဖွင့်ပေးယုံနေမလဲလား KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့နော်တက်ဆိုင်ရဖုံးဆိုင်နေတော့ကျွန်တော်တို့ဖွင့်ပေးတတ်တယ်ကျွန်တော်တို့ဆောင်ဖွင့်ပေးတတ်တယ် KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့အဲ့ KB ဝန်ထမ်းတွေကဒီပြဿနာကြီးရှင်းဖို့ခန့်ထားတာမဟုတ်ဘူးလားခင်ဗျားတို့ KB စင်တာအိတ်ကဝန်ထမ်းတွေလုပ်နေတဲ့လုပ်ငန်းတွေလုပ်ပုံတွေခင်ဗျားတို့ပြန်စုံစမ်းအောင်
ပြီးရင် KB ရဲ့အခုလက်ရှိလုပ်နေတဲ့ပုံစံကမလို့လားပဲနဲ့ဘာကိစ္စအခုလိန်ခံလိုက်ရတဲ့လူကိုပဲထပ်ပြီးတော့ဟိုစာရွက်ယူခဲ့ပါအောင်ဒီစာရွက်ယူခဲ့ပါအောင်အမှုဖွင့်ပါအောင်လို့ဘာကိစ္စပြောနေရတာအောင်အမှုတစ်ခုဖွင့်နေဆိုတာခင်ဗျားတို့လွယ်တယ်ထင်လို့လားအမှုတစ်ခုဖွင့်နေဆိုတာမျိုးကကျွန်တော်အခုဝိုင်းရံပေးကြတဲ့လူတွေ share ပေးကြပါအောင်เนาะကျွန်တော်မရသေးဘူးကျွန်တော်မရမချင်းကျွန်တော်ဒီဥစ္စာလည်းငြိမ်းခံနေမှာမဟုတ်ဘူးเนาะမရမချင်းဆိုတာတဲ့ကျွန်တော်နောက်ဆုံးပေးမရအောင်တောင်မှကျွန်တော်ဒီဥစ္စာလူသိရှင်ကြားအကောင်လို့ကျွန်တော်လိုမဖြစ်အောင်ကျွန်တော်တို့ကပြောသွားမှာပဲဟိုတနေ့ကရွှေတောင်ကအကိုတယောက်ကျွန်တော် live ကိုတွေ့ပြီးတော့မှသူတို့စီကိုလည်းလားလိမ့်နေကျွန်တော်ဒီလိုပြောပြထားတာကိုသူတို့သိသွားပြီးတော့ဟလာသူတို့အလိမ့်မခံလိုက်ရအောင်ကျွန်တော်ကိုကျေးဇူးတင်ကြောင်းတော့လာပြောတယ်ကျွန်တော်ဝမ်းသာတယ်ကျေနပ်တယ်ပီတိဖြစ်တယ်နော်ဒါမျိုးကကျွန်တော်တို့အချင်းချင်းသုံးဆွဲသူချင်းချင်းပဲမျှဝေနေရတာ KB ကဒီလိုလိန်ခံနေရပါ့ဆိုတာမပြောဘူးညို့နယ်တစ်ခုတည်းဟုတ်နော်တလောက်အယောက်100ကျော်လိန်ခံနေရတာဒါတော့မှရဲစခန်းကိုအမှုလာဖွင့်တဲ့ဟလာလူမို့လို့အမှုမဖွင့်တဲ့လူရဲစခန်းကိုမလာတဲ့လူတွေဘယ်လောက်တောင်များနေပြီလဲရဲစခန်းကိုမလာတဲ့လူတွေဟလာ4-5,000နဲ့လုံမနေပါနဲ့3သိန်း2သိန်းနဲ့လုံမနေပါနဲ့ဆိုတဲ့လူတွေဘယ်လောက်တောင်များနေပြီလဲကျွန်တော်ပြောချင်တာရဲစခန်းကိုသွားကြတယ်ဆိုတဲ့လူတွေကပတ်စံပမာဏအမောင်သေးသေးလေး3သိန်း2သိန်းနဲ့ရဲစခန်းသွားတယ်မြန်ထင်းနေလို့လားကျွန်တော်မေးပြီနော်ခင်ဗျားတို့ KB လုံးနေတဲ့ပုံစံဘလို့ကြီးလုံးနေရတော့နိုင်ငံရဲ့ e-money platform လောကကိုအုပ်စိုးခြင်းနေပြီးတော့နော် KB တဲ့အခုကျွန်တော်ပြောနေတာသူတို့တွေကတောက်လျှောက်ကိုနေစဉ်ဘဝရဲ့ဟလာငွေကြေးစီးဆင်းမှု cash flow မှာဟလာတနိုင်ငံလုံးရဲ့ငွေကြေးစီးဆင်းမှု e-money မှာဈေးကွက်ကိုတိမ့်ပိုက်ချင်ပြီးတော့ဟလာအခုလိုမျိုးညနေလဲခဲပြည့်တာဝန်မယူတာဝန်ခံမှုမရှိတဲ့ပုံစံမျိုးတွေလုပ်နေတာကျွန်တော်ရောပါခံလိုက်ရပြီကျွန်တော်မိတ်ဆွေတွေလည်းခင်ဗျားတို့ငြိမ်းခံမနေနဲ့ဒီ live လေးကို share ပေးတက်ဆိုင်ရာထိရောက်တဲ့ group တွေထဲမှာ share ပေးနော်ကျွန်တော်ကတော့အခုကျွန်တော်အကောင့်နဲ့ကျွန်တော်နောက်ထပ်1ရက်2ရက်နေပို့ရင်ထပ် share အောင်ပါကျွန်တော်ဟိုတလုံးတော့ live တွေတော့ share ထားလို့ကျွန်တော်အခု group တွေထဲ share ခွင့်ပိတ်ခံထားလို့အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာနော်ကျွန်တော်မိတ်ဆွေတွေကိုဘုသူဒ္ဓရသေးကျွန်တော်ပြောချင်တာရှိတယ်ဘာလဲဆိုရင်ခင်ဗျားတို့ KB သာငွေလွှဲထုတ်လုပ်ရမယ်မဖြစ်မနေမှသာ KB ကိုသုံးဗျာကျွန်တော်ပြောမယ်တခြားဝေပေးတွေသုံးလို့ရတယ်ငွေလွှဲကလေးကိုမြင်းမနေနဲ့နော် AR ပေးတွေသုံးလို့ရတယ်တခြား e-money တွေသုံးအခုဆိုလဲဘဏ်တွေအခု e-money တွေကျွန်တော်တို့တိုးတက်လာပြီ KB ဆိုတာမျိုးမသုံးနဲ့တော့ကျွန်တော်ဒီစကားပြောတာ KB ကိုထိခိုက်ရှင်တယ်လို့ပြောတာမဟုတ်ဘူး KB ကအခုပြဿနာအတက်ဆုံးစောက်ပြဿနာအများဆုံးနေရာဖြစ်နေတယ်လူလိန်နေစောက်ရမ်းကြိုက်တဲ့စောက်ရမ်းလိန်လိုကောင်းတဲ့နေရာဖြစ်နေတယ်ကျွန်တော်ဒီလိုတွေပြောရင်စကားဒါတွေပြောရင်ဒေါ်တွေပါတယ်ဟုတ်လားသူတို့တာဝန်ယူမှုတာဝန်ခံမှုမရှိနေဘူးကျွန်တော်တို့ကအခုလိန်ခံလိုက်ရပါပြီဘယ်ပကံပမာဏဘလောက်ဘယ်ချိန်လုပ်ငန်းစဉ်နံပါတ်ဘလောက်ဘယ်နှစ်နာရီမှာဟုတ်လားကျွန်တော်တို့ဒီလောက်အပြည့်စုံချက်လက်ပြည့်ပြီးဖြည့်ပေးနေပြီပဲကျွန်တော်ပြောနေတာဟုတ်လားသူတို့ကဘာလို့ရတော့မှာတော့တစ်ဖက်ရဲ့လိန်သွားတဲ့လူကိုဆက်သွယ်လို့မရရင်သူတို့ကတာဝန်ယူပြီးတော့မှငွေထုတ်ပေးရမှာလေကျွန်တော်တို့အခုလိန်လို့တိုင်တဲ့လူစီကဘာချက်လက်တက်တေကံပစ္စည်းယူထားခြင်းတော့ယူထားကျွန်တော်ပြောချင်တာလုပ်ငန်းလိုင်းမျိုးယူထားမလားအိမ်အောင်စုစရာယူထားမလားမပုံနေဟုတ်လားမိတ်ယူထားမလားအကုန်ယူထားလို့ရတယ်လိန်ခံလိုက်တဲ့လူကကိုယ့်ဖြစ်တည်မှုနဲ့လိန်နေပြီပဲကျွန်တော်ထုတ်ပေးလိုက်အောင်သူ့ထဲကဘာတပြားပွန်းပဲ့ပါသွားမှာမလို့တော့ KB ကကျွန်တော်ကဒီလိုပြောတယ်ဆိုတာကျွန်တော်ကပိုးခံပြင်းတယ်ကျွန်တော်ကဘာတာလိုက်နိုင်တယ်ကြံတဲ့လူတွေဆိုတာမျိုးကကျွန်တော်တို့ဘာလုပ်လဲဆိုရင်လိန်သွားတယ်တစ်ဖက်ကငွေထုတ်သုံးသွားပြီဟုတ်လားအဲ့လိုဖြစ်စဉ်တွေလည်းအများကြီးပဲလိန်ခံလိုက်ရတယ်ရောင်းမဝယ်မဖြစ်တယ်ဟုတ်လားကန်ဆယ်မဲတွေထိုးတာတွေရှိမယ်ကျွန်တော်ဒေါသထွက်ရတဲ့အကြောင်းကိုကျွန်တော်ပြောနေတာကျွန်တော်အလောင်းကစားလုပ်လို့မဟုတ်ဘူးလောဘနဲ့ရောင်းမဝယ်မဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ပစ္စည်းတွေဝယ်တာရှောက်ဝယ်တာလည်းမဟုတ်ဘူးဟုတ်လားကျွန်တော်တို့စီမှာဟိုတမင်တက်ပိုင်ရှင်ပုံစံဖမ်းပြီးတော့လားလိန်သွားတာလိန်သွားတဲ့အလိန်ကိုတိချင်းကျွန်တော်တို့ကဘာတားလိုက်နိုင်တယ်ဟုတ်လားသက်ဆိုင်ရာအချက်လက်ပေးပြီးတာတောင်မှကျွန်တော်တို့သက်ဆိုင်ရာချက်လက်ဆိုတာကျွန်တော်ပြောမယ်နော်ရဲစခန်းထောက်ခံတာဆိုတာဒီတိုင်းသွားတောင်းရဲလားလူလိန်သွားတောင်းရဲသလားလိန်နေတဲ့လူကရဲစခန်းထောက်ခံတာသွားတောင်းရဲသလားရဲစခန်းထောက်ခံတာရဲလို့တောင်းလာပြီးဟေ့ဆိုရင်ခင်ဗျားတို့ဘက်ကသက်ဆိုင်ရာအကောင့်ရဲ့အချက်လက်တွေပေးရတော့မှလေဘာကိစ္စအမှုဖွင့်ခိုင်းနေရတော့ကျုပ်တို့ကတရားခံကိုလိုက်ဖမ်းပေးရမှာလား
ဖမ်းမှာခမရတို့အလုပ်လေ KB ရအလုပ်လေခမရတို့ပလက်ဖောင်းပေါ်မှာလူလိန်လာလို့သွားတယ်ခမရတို့ KB ရဟိုပြောရရင်ကျုပ်ကစကလုံးတွေကပြပြနစ်နစ်တွေအောက်လုံးတွေထွက်လာတော့မှာ KB ရခမရတို့ပလက်ဖောင်းပေါ်မှာလိန်သွားတာလေလူလိန်အားပေးဖြစ်နေတာလေဟုတ်လားခမရတို့ဘာကိစ္စနဲ့အဲ့လိုလူများရဲ့ပတ်စံတွေကိုတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့ခမရတို့ပလက်ဖောင်းပေါ်လူတကာလိုက်တော့အောင် marketing လိုက်ဆင်းနေရတော့ခမရတို့ကအခုဟိုကားဂိတ်လည်းမရှောင်ဈေးအိမ်နာတန်းလည်းမရှောင်အများဆုံးအိမ်နာလည်းမရှောင်ကားဂိတ်လည်းမရှောင်ခမရတို့အခုဘန်ဝင်တန်းလုံနေတဲ့လူတွေလည်းဟို KB ဘန်ဝင်တန်းလုံနေတဲ့လူတွေလည်းမရှက်ဘူးလားဟုတ်လားအဲ့လောက်ကြီးခမရတို့ဟိုလားဟို marketing ဆင်းနေရလားကျုပ်လည်းဗန်ဝင်တန်းလောက်လာခဲ့တာအဲ့လောက်ကြီးပြပြနေခိုင်းနေကျုပ်တို့လုံးမနေဘူးဇုတ်ကိုမဟာရယာမာကတ်တင်းတွေလွတ်စင်တနိုင်ငံလုံးအီမန်နီဈေးကွက်ကိုသိမ်းပိုက်ခြင်းအခုလိုမျိုးစောက်ပြဿနာတွေ KB အကောင့်ဖောင်းပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့စောက်ပြဿနာကြတော့နင်လည်းခွဲပြစ်အခုကကျွန်တော်တို့30လိန်ခံလာရပြီလိန်ခံလာရတဲ့လို့တော့ကျွန်တော်30လာလိုက်တာနော်ကျွန်တော်တို့က20ပဲထိသွားတာကံအစိုးရအကောင့်ပြောရမယ်20လွဲပြီးတဲ့အချိန်မှာကျွန်တော်တို့ limit ထိသွားတယ် limit ထိသွားတော့မှလူလိန်ကနောက်ထပ်10သိန်းမလွန်မချင်းစောင့်နေတာအဲ့ဒီအချိန်ကိုခွင်ကောင်းယူပြီးတော့ကျွန်တော်က KB ကိုစင်တာကိုဖုံးဆက်ပြီးဘာတားလိုက်နိုင်တယ်ဘာတားလိုက်နိုင်တယ်ဆိုရင်သူတို့ကဘာလုပ်ပြရတော့မှာတော့ကျွန်တော်ကိုပတ်စံရှိရမရှိဘူးဟုတ်လားနောက်တစ်ခုကဒီဥစ္စာနဲ့ဆက်အကောင့်တွေကဘယ်သူတွေပါဒါပြီးတော့လေကျွန်တော်တို့ဘက်ကဖြစ်တည်မှုနဲ့တိုင်းနေပြီဟုတ်ပြီကျွန်တော်တို့ကအခုဟိုနောက်တစ်ခုကအမှုဖွင့်ရမှာဆိုရင်လေကျွန်တော်တို့ဖြစ်စေချင်တာအမှုဖွင့်တဲ့လူတွေမခက်ခဲအောင်ခမရတို့လှုပ်တင်တယ်ဟလာခမရတို့မှာတရင်အချက်လက်အမှန်ကန်ရှိတယ်ဆိုရင်ခမရတို့ကဘာလှုပ်တင်တာဒီအချက်လက်ကိုဟလာစာပဲစာတန်ထုတ်ပေးရမှာကျွန်တော်ဆိုလို့ချင်တာထားပါကျွန်တော်အခုလိန်ခင်ရလို့တိုင်ပြီကျွန်တော်ကတရင်အချက်လက်အတိအကျပေးနိုင်ပြီကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ငွေလွှဲလိုက်မိတယ်လူလိန်ကောင်လေးကိုလူလိန်ကလိန်လိုက်လို့ပြောပြီးကျွန်တော်ကိုအချက်လက်တွေခင်ဗျားတို့ကစစ်ဆေးပြီးရင်ဟုတ်တယ်မှန်တယ်ဆိုတော့စာရွက်ထုတ်ပြီးရဲစခန်းမှာအမှုဖွင့်မှာတက်တိကံပစ္စည်းသိမ်းစီရမလို့ပါဘူးသူ့ရဲ့နေရာချက်လက်ကိုချိန်မီသွားလို့ရပါတယ်ဆိုတဲ့ဟာခင်ဗျားတို့လုပ်ပေးလေစာရွက်ထုတ်ပေးလေအခုကျွန်တော်တို့အမှုဖွင့်ဆိုတာလွယ်တယ်မြဲမှန်နေလားအခုကျွန်တော်တို့အမှုသွားဖွင့်မယ်ဟုတ်တယ်အခုကျွန်တော်အမှုမဖွင့်ဖို့ပြောနေတာမဟုတ်ဘူးနော်အခု KB ရအခုတွေ့လားကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်သူတို့ရဲ့ဖြည့်ရှင်းဖို့ error complaint နံပါတ်ကိုဖြတ်ပလိုက်ပြီးတယ်ကျွန်တော်အဲ့ဒါကြောင့်ခုနဒေါ်ပွားသွားတာကျွန်တော်တို့ခုလားဘာဆက်လုံးမှလဲဘယ်ပြီးလုံးမှလဲဆိုတာမျိုးမမေးဘူးတစ်ဖက်ကတင်းကြီးဆိုတဲ့သူတို့အကောင့်ဖောင်းပွားမှုကြောင့်မလို့သူတို့မဟာတရားဟလာခွေးလို့နွားလို့ marketing ဆင်းထားပြီးတော့ဖွင့်ထားတဲ့အကောင့်ဖောင်းပွားမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်မလို့လူလိန်အကောင့်တွေကဘလောက်တောင်ဖောင်းပွားနေပြီတဲ့နော်အဲ့တော့ဒီနေ့ကျွန်တော် KB မှာအဲ့လိုဖောင်းပွားမှုကြောင့်ဖြစ်လာတဲ့ပြဿနာနောက်ဆက်တော့သူတို့ရှင်းရမှာလေအဲ့တော့ကျွန်တော်ဒီနေ့ KB မှာပြောပြသွားခြင်းတဲ့အချက်ကနော်ဘိုင်ဘာကနေပြီးတော့မှခမည်းတော်စိုင်းပိုင်ရှင်တွေဟုတ်လားတတိထားပါဘိုင်ဘာကနေပြီးတော့မှအခုလိုမျိုးလိုက်လိန်နေပါတယ်နော် KB ကိုအသုံးချပြီးလိုက်လိန်နေပါတယ်ကျွန်တော်မနေ့က9နာရီလိုက်လို့မယ်ပြောတာကျွန်တော်မအားလို့အခုလွန့်နေတယ်နော်ဘိုင်ဘာအကောင့်တွေတူတွေသုံးပြီးတော့လိုက်လိန်နေတယ်နော်မြို့နယ်တစ်ခုတည်းတောင်မှတစ်လကိုအမှုဖွင့်တဲ့ရဲစခန်းလာတဲ့လူပေါင်းနော်100ကျော်ပါတယ်ရဲစခန်းကိုမလာတဲ့လူဆိုတာမျိုးကျွန်တော်မတွက်တော့ဘူးနော်ရဲစခန်းမှာသွားပြီးတော့အမှုဖွင့်ရင်ကြောင်းအမှုလာဖွင့်နေတဲ့လူကတစ်လကိုအယောက်100ကျော်ပါတယ်သတိထားကြပါ KB ကနေလိန်နေပါတယ် KB ကိုအသုံးချပြီးတော့ဟာလာလူလိန်တွေကအခုလိုမျိုးလိန်နေပါတယ် KB ကကတော့ပါရဲ့ဟွာနဲ့ထိုးရနေလို့လူလိန်တွေကထိုးရနေလို့လူလိန်တွေကသူတို့ကို့ပြပစိုးလန်ပြနေလေသူတို့က KB ကလှန်ပြခံနေပါတယ် KB ကဖင်ချခံနေပါတယ်နော် KB ကလူလိန်တွေဖင်ချတာခံပြီးတော့မှလူလိန်အားပေးသခိုးအားပေးဂျဘိုးအားပေးလုံနေပါတယ်ဆိုတာကိုပြောပြတာပါနော် KB ကလူလိန်တွေဖင်ချလဲခံနေပါတယ်နော်နောက်တစ်ချက်ကကျွန်တော်တို့ဗာလဲဆိုရင်အခုလိုမျိုးအလိမ်မခံရအောင်မဖြစ်မနေလိုအပ်မှသာအီမန်နီဆိုရင် KB ကိုသုံးပါတခြားအီမန်နီတွေသုံးပါ AR ပေးတွေရှိပါတယ်ဝေပေးတွေရှိပါတယ်เนาะတခြားအီမန်နီတွေเนาะသုံးပါတ
တာဝန်ယူမှုတာဝန်ခံမှုရှိတယ်အခုဆိုကျွန်တော်ဝေမန်းနီးမှာထိုက်တဲ့လောက်တာဝန်ယူမှုရှိရလို့မြင်ပါတယ်အခုဝေမန်းနီးရဲ့အီမန်နီးဈေးကွက်ကို KP ကမဟာတရားတိုက်ခိုက်ပြီးတော့ကြီးစိုးပြီးယူထားပါတယ်ပြဿနာတက်သွားရင်ဟလာအခုနော်ဘယ်ရတက်လဲမင်း KP ကတက်တာများနေပါတယ်အဲ့တော့ KP ကလွဲပြီးကျန်တဲ့အီမန်နီးတွေသုံးမှာအဆုံးစွန်တော့မဖြစ်မနေ KP ကလွှဲရမယ်ဆိုရင်တောင်မှနော် social တွေ messenger တွေ viber တွေ facebook ကနေလာပြောတဲ့ဟာကိုယုံပြီးတော့မလွှဲပါနဲ့ဖုံးဆက်အတီးပြုဖုံးခေါ်ပြီးတော့မှလွှဲကြပါဒုတိယတစ်ချက်နော်ကျွန်တော်ပြောတယ်နော်ပထမတစ်ချက်ကဒုတိယတစ်ချက်ကကျွန်တော်တို့ပထမတစ်ချက်က KB ကလူလိန်အားပေးလုပ်နေတယ်သူတို့ဖင်မနိုင်မင်းနဲ့ပဲချင်းရင်စားပြီးတော့မှနော်အခုလိုမျိုးနော်လူလိန်တွေရဲ့နော်ကျွန်တော်တို့လိန်လို့ကောင်းတဲ့နေရာ KB ဖြစ်နေပါတယ်နော်ဘာတဲ့ဆိုရင်လိန်သွားပြီငွေလိန်သွားပြီဆိုရင် online ပေါ်ကနေလိန်တဲ့လူမှန်သမျှ KB ကိုအသုံးချပြီးလိန်နေပါတယ်နော်ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကျွန်တော်တို့ KB ကနေငွေလွှဲတော့မှဆိုရင်မဖြစ်မနေဟလာလင်မယားချင်းဖြစ်အောင်ဗျာဝန်ထမ်းနဲ့ဆရာတပည့်ချင်းဖြစ်အလုပ်ရှင်နဲ့အလုပ်သမားနဲ့ဖြစ်ဖုံးခေါ်ဖုံးဆက်ဟုတ်ပလားမှန်သလားဆိုတာအတီးပြုစကားပြောပြီးတော့မှလွှဲကြပါနောက်ဆုံးတတိယချက်လာပါပြီကျွန်တော်၃ချက်ပဲပြောသွားမှတတိယတစ်ချက်ကျွန်တော်လည်းအများကြီးမပြောနိုင်ဘူးကျွန်တော်လည်းအားရနေရလူမဟုတ်ဘူးနော်ကျွန်တော်ဒီဥစ္စာဆိုဒါအခုလက်ရှိပြောပြနေရကျွန်တော်မနေ့ကလည်းလာမေးကြတယ်ကျွန်တော်မအားသေးလို့ကျွန်တော်လည်းဟိုအလုပ်လုပ်နေရတာလေကျွန်တော်တို့ကနော်ဟိုအားရနေတာမဟုတ်ဘူးပြ KB ကဟိုအားရနေပြီးတော့ကျွန်တော်အမြင်သူတို့ကိုလီဆယ်ပြီးတော့လိန်ညာပြီးတော့ပွားတိုင်နေသလားထင်းနေတာလားမသိဘူးနော်ကျွန်တော်ကလည်းအားရနေတာမဟုတ်ဘူးပြနော်တကယ်ကိုလိန်ခံလိုက်ရလို့လိန်ခံရကြောင်းပြောနေတာအဲ့တော့ကျွန်တော်ပြန်ပြောမယ်၃ချက်မြောက်ကကမ္ဘောဇဘဏ်ရဲ့တာဝန်ရှိလူကြီးမင်းများခမညာနော်ခမညာတို့ KB ကိုစဖွင့်တော့တော့မှ KB ဖွင့်တဲ့လူရဲ့နော်မျက်နှာပြင်ကို face scan ဖတ်ပါသေးတယ်ဟုတ်တယ်မလားအဲ့ဒီ face scan ဖတ်တာကိုလာစဉ်တိုင်း update လုပ်တင်ပါတယ် KB တကယ်မသုံးနေတဲ့လူ face scan ကိုအတိမပြုနိုင်တဲ့လူဆိုရင်အဲ့ဒီ KB အကောင့်ကိုခမညာတို့တတိထားပိတ်သိမ်းတင်တယ်ဒါမတမာတဲ့နီးလန်းနဲ့တုံးနေတဲ့ KB ဆိုတာမျိုးခမညာတို့ဟလာအရေးတယူဆောင်ရွက်တဲ့အခုခမညာတို့ကကိုယ်ဝန်ထမ်းတွေကိုခွေးလို့နွားလို့ဘဏ်ဝန်ထမ်းလိုမျိုးခမညာတို့မခိုင်းမဲနဲ့ဟလာ multi level marketing ကဈေးကုမ္ပဏီဟိုကျွန်တော်ပြောချင်တာနော်ဘသူတိုက်ခိုက်ပြီးပြောတာမဟုတ်ဘူးအပေါ်သားလေပုတ်ထုတ်ဈေးရောင်းတဲ့တာဖြစ်နေတဲ့ကမ္ဘောဇဘဏ်ဝန်ထမ်းဆိုတာကျွန်တော်ပြောတာရှင်းလားကမ္ဘောဇဘဏ်ဝန်ထမ်းဆိုတာလေပုတ်ထုတ်ဈေးရှောက်တီးဈေးပြားရောင်းတဲ့ဈေးတွေကအဲ့အစင်တာဖြစ်တော့တာကျွန်တော်ဒီဟာပြောနေအနာရှိတဲ့ KB ဝန်ထမ်းတွေဘဏ်ဝန်ထမ်းတွေ share ကြခင်ဗျားတို့ share ကြခင်ဗျားတို့ဘဏ်ခင်ဗျားတို့ကိုသုံးချပြီးဖေးမနိုင်မဲနဲ့ပေးချင်းရင်တောက်နေတာ share ခင်ဗျားတို့ဘဏ်ဝန်ထမ်းတယောက်လုပ်နေတယ်ခင်ဗျားတို့ဘဏ်ဝန်ထမ်းဆိုတာဘာကြောင့်လုပ်ခဲ့တာတော့ဘဏ်ဝန်ထမ်းဆိုတာမျိုးကဂုံတီရှိနဲ့ဂုံကျင်းသိက္ခာကိုဥထိတ်ထားပြီးတော့ရိုးသားမှုကြိုးစားမှုဂုံနဲ့ဘဏ်ဝန်ထမ်းဆိုတာရက်တည်နေတာအခုကမ္ဘောဇဘဏ်ရဲ့လုံပေါက်ကဖေးမနိုင်မဲနဲ့ပေးချင်းစားပြီးတော့ဘဏ်ဝန်ထမ်းဆိုတာလေပုတ်ထုတ်ဈေးတဲ့အဆင့်သားလောက်ရှိတယ်ရှောက်တီးဈေးပြားတဲ့အဆင့်သားလောက်ရှိတယ်မာကတ်တင်းဆင်းခိုင်းနေတာခွေးလိုနွားလိုဆင်းခိုင်းနေတာအခုအဲ့လိုဆင်းခိုင်းလို့နောက်ဆက်တွဲဖြစ်လာတဲ့နော်ဆက်ဖြစ်ပွားလာတဲ့အကျိုးဆက်အနေနဲ့ဖောင်းပွားနေတဲ့အကောင့်တွေအများကြီးပဲအဲ့လိုဖောင်းပွားနေတဲ့အကောင့်တွေကိုအသုံးချပြီးလူလိန်တွေကလိန်စားညာစားလို့ကောင်းနေတာ KB ပလက်ဖောင်းမှာအဲ့တော့ကမ္ဘောဇဘဏ်ရဲ့တာဝန်ရှိတဲ့နော်လူကြီးမများခင်ဗျာကျွန်တော်အခုဒီဥစ္စာကိုပြောနေပြီ KB နဲ့ကမ္ဘောဇဘဏ်ဝန်ထမ်းတွေခမရတို့ရဲ့အဆင့်ကရှောက်တီးဆေးပြားတဲ့လေဘိုးထုတ်စီရောင်းတဲ့အဆင့်လောက်ပဲရှိတာအနာရှိတဲ့လူတွေရှက်တဲ့ရင်ရှက်ခမရတို့ဘဏ်ခမရတို့ဘလို့ခိုင်းစားနေလဲခမရတို့မရှက်ဘူးလားပတ်စံရဖို့အတွက်နဲ့ရှောက်တီးဆေးပြားတဲ့အဆင့်သာသာလုပ်ကိုလုပ်နေမှာလားထွက်ခဲ့လိုက်နော်ကျွန်တော်ပြောနေတာရှင်းလားခမရတို့ဘဏ်ဝန်ထမ်းဆိုတာခမရတို့ရဲ့ကိုကျင်းသိက္ခာရိုးသားမှုစ조사မှုတွေနဲ့ခမရတို့ရက်တည်နေတာကျွန်တော်မြမရှိတောင်ဘဏ်ဝန်ထမ်းလုပ်ခဲ့တယ်ကျွန်တော်ဘဏ်ဝန်ထမ်းလုပ်တယ်ဆိုတာမျိုးလက်မထောင်ပြီးဂုံယူပြီးပြောတယ်အခုခမရတို့ကမ္ဘောဇဘဏ်ဝန်ထမ်းဆိုရင်ခမရတို့ရှက်စရာကြီးကျွန်တော်ပြောနေတာခမရတို့ရန်တိုက်ပေးနေရမဟုတ်ဘူး KB ခမရတို့ရှက်စရာကောင်းတဲ့လုပ်ရက်ကိုလှုပ်ခိုင်းနေတယ်ဆိုတာမျိုးသိအောင်ကျုပ်ကဘဏ်ဝန်ထမ်းမဟုတ်ဘူးပြောပေးနေပြီခမရတို့စားရှက်ဘဏ်ဝန်ထမ်းတိုင်းကမ္ဘောဇဘဏ်ဝန်ထမ်းတိုင်းဒီဗီဒီယိုကိုရှက်ဒီ like ကိုရှက်ခမရတို့ကရှောက်ကြီးစေးပြတဲ့အစင်သာသာရှိတော့တယ်လေဘုတ်ထုတ်စေးသာသာလေဘုတ်ထုတ်စေးရောင်းနေတဲ့ဈေးတဲ့သာသာအစင်ရှိတော့တာဘဏ်ဝန်ထမ်းလုပ်နေပြီးတော့ကျွန်တော်ပြောတာရှင်းလား
နော်နောက်ဆုံးချက်ဖြစ်တဲ့ဟာနော်ခင်ဗျားတို့ KB အကောင့်ဖွင့်มาပြီဆိုရင်ဘာလုပ်ရမှာတော့ဖေးစကန်ဖက်ရတယ်လေအဲ့ဒီဖေးစကန်တဲ့အတိုင်း KB အကောင့်တိုင်းကို weekly check monthly check နော်အပတ်စဉ်လာစဉ် KB အကောင့်ဟာဖေးစကန်ပြန်စစ်ဆေးတင်တယ်ဒါမှသာ KB အကောင့်တွေကဖောင်းပွားမှုနည်းပြီးတော့မှအခုလိုမျိုးခင်ဗျားတို့လုပ်ငန်းတွေနေစောက်တလွဲလိန်ခံလိုက်ရတဲ့လူကိုဟိုစာပြက်တောင်းမအောင်ဒီစာပြက်တောင်းမအောင်ဆိုတဲ့နော်ပြဿနာပေါင်း16,000မဖြစ်အောင်ခင်ဗျားတို့ဖြေရှင်းနိုင်မှာနော်ကျွန်တော်ပြောချင်တဲ့အချက်နော်ကမ္ဘောဇဘဏ်ဝန်ထမ်းနဲ့နော်တာဝန်ရှိလူချင်းမှုများခင်ဗျာနော်ကျွန်တော်ပြောပြတာကျွန်တော်အကြံပြုတာနော်ဟုတ်လားခင်ဗျားတို့အဲ့လိုမျိုးခင်ဗျားတို့ face ကန်တွေဖတ်တော့အောက်ခြေမှာ KB အကောင့်ဆိုတာဖောင်းပွားပြီးဖြစ်ချင်တယ်လို့ဖြစ်နေတာနော်ကျွန်တော်ပြောတယ်ကျွန်တော်တို့တမျိုးတော်တွေတော့မှရဲစခန်းမှာ KB ကနေအလိန်ခံရလို့သွားပြီးအမှုဖွင့်တာလူရောက်တစ်လောက်100ကျော်တယ်တစ်လောက်100ကျော်တယ်ဆိုခင်ဗျားတို့တွက်ကြည့်လိုက်တရက်ကို1ယောက်လုံးမဟုတ်ဘူးတမျိုးနယ်မှာတရက်ကို1ယောက်လုံးမဟုတ်ဘူးတရက်ကို4-5ယောက်လောက်လိန်ခံနေရတာ KB ကနေကျွန်တော်ပြောတာရှင်းလားကျွန်တော်အချိုးကျတွက်ပြမယ်ဆိုရင်မြန်မာနိုင်ငံတိုင်းရဲ့မြို့နယ်တိုင်းအလိုက်ရက်ကွက်တိုင်းအလိုက် KB ကနေပြီးတော့လိန်ခံနေရတာတရက်ကို9ယောက်ကနေ10ယောက်ထိရှိနိုင်တယ်အဲ့တော့ခင်ဗျားတို့ဖောင်းပွားနေတဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အကောင့်တွေမဟာရရခွေးလို့နွားလို့ဘဏ်ဝန်ထမ်းတွေကိုကောက်ချေရ KB ဝန်ထမ်းတွေကိုနော်ကမ္ဘောဇဘဏ်ဝန်ထမ်းတွေကိုခွေးလို့နွားလို့ marketing စင်းခိုင်းတာတွေလျှော့ပါနောက်တစ်ခုကခင်ဗျားတို့ KB ကနေပြီးတော့လုံခြုံရေးတိုးမြင့်ပါဟုတ်လား KB ကနေပြီးတော့စဖုံဝင်ချင်းဖေးစကန်ဖက်ခိုင်းတဲ့ဟာတွေကိုခင်ဗျားတို့လာစဉ်အပတ်စဉ်ဖေးစကန်ကိုပြန်ပြီးတော့အတီးပြည့်စုံနဲ့အတူပြုတင်တယ်ဖေးစကန်မဖတ်နိုင်တဲ့အကောင့်ဆိုရင်ခင်ဗျားတို့ပိတ်သိမ့်ပြီးဖြတ်သိမ့်ပြီးခင်ဗျားတို့အခုကဟုတ်လားတရားခံကိုကျွန်တော်တို့ခွေးယူလိုမျိုးရှူတိုက်ခိုင်းနေတာလိန်တဲ့လူကိုကျုပ်တို့ကပဲဖမ်းပေးရမှာလားခင်ဗျားတို့ပလက်ဖောင်းပေါ်မှာလိန်သွားတာလေ KB ပေါ်မှာလိန်သွားတာလေ KB ကနောက်က data server ကြီးဘာလို့ဖို့ထားတာတော့ KB ကနီးပညာဝန်ထမ်းတွေဘာလို့ဖို့ထားတာတော့ KB က operator တွေဘာလို့ဖို့ထားတာတော့ရုံးလာအိတ်ခိုင်းပြီးတော့လာတာပေးတာလားဒါမှမဟုတ်ရင်လိန်ဖို့အတွက်ပဲပူပေါင်းဖို့ထားထားတာလားကျွန်တော်ပြောတာကျွန်တော်ဒီလိုကြီးပြောနေရခင်ဗျားတို့လည်းအာယုံနောက်မှာကြည်နေတဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်တောင်းပန်တယ်မဟုတ်ဘူးဗျာအခု KB ကလှုပ်နေတဲ့ပုံစံကျွန်တော်အရှိရလိုက်ကြီးလွန်းခဲ့တယ်ဟလာလိုက်တွေလွန့်နေဟုတ်လားတချို့တွေ KB သာသုံးနေတာ KB call center ဆိုတာဖုန်းနံပါတ်ဘာမှမသိလို့လာမေးတဲ့လူတွေကကျွန်တော်စီမှာအများကြီးကျွန်တော် KB call center ဖုန်းနံပါတ်ကိုပေးလိုက်ရပြီပြီးရင်ကျွန်တော် like ကိုတွေးလို့ကာကွယ်လိုက်နိုင်တဲ့လုပ်ငန်းရှင်တွေကျွန်တော်ကိုကျေးဇူးတင်ကြောင်းလာပြောတဲ့လူတွေတောင်ရှိတယ်နော်အဲ့တော့ကျွန်တော်ကအခုဒီလိုတွေပြောပြနေတယ်ဆိုတာ KB ကအလုံးလုံးနေတာခင်ဗျားတို့နော်မဟုတ်ဘူးအခု KB ကနေပြီးတော့တရက်ကွက်ကိုဟလာလူရောက်10ယောက်လောက်ကလိန်ခံနေရတာခင်ဗျာနိုင်ငံနဲ့ချီပြီးတော့ဒါတွက်ကြည့်တော့တရက်ကွက်ကိုလူ10ယောက်ဆိုတာတရက်ထဲနော်တနေ့ကိုလူတရက်ကွက်မှာလူ10ယောက်ကျော်လောက်လိန်ခံနေရတာ KB ကနေခင်ဗျာတွက်ကြည့်ကျွန်တော်တို့ငြိမ်းချမ်းနေမယ်ဆိုရင်ဒီဥစ္စာကြီးကပို့ဆိုးလာမှာ KB ဆိုတာလူလိန်တွေရဲ့ဟလာဘယ်လိုပြောရမလဲလူလိန်တွေဖင်ချလို့ကောင်းနေတဲ့နေရာ KB ကလူလိန်တွေကိုဖင်ခံနေတာလူလိန်အားပေးတခိုးအားပေးလုပ်နေတာ KB ကကျွန်တော်ပြောရင်လည်းရိုင်းသွားရင် sorry နော်ဟုတ်လားကျွန်တော်ပြောနေတာနော် KB ကဟုတ်ကုန်မဟုတ်နေဘူးအဲ့တော့ကျွန်တော်ဒီ line လေးကိုအဆုံးသတ်တော့မယ်ကျွန်တော်အချက်3ချက်နဲ့ပြန်ပြောမယ်ပထမတစ်ချက်ကကျွန်တော်ဒီလိုတွေ line လွန်နေရဆိုတာကျွန်တော်တို့မဖြစ်အောင်လို့နော်ကျွန်တော်တို့လိုမျိုးအခု KB ကနေပြီးတော့လိန်မခံရအောင်လို့တချို့ကရှိသေးတယ်ကျွန်တော်ရှိရလိုက်တယ်မှာဆောက်ဆက်ရကလေးတွေရှိတယ်ကိုညမ်းလို့ကိုအားလို့ခံရတာခံဖို့ဆိုတာမျိုးလာပြောထားတဲ့လူတွေရှိတယ်နော်တကယ်ကိုလိန်ဖို့အတွက်လေးကျင်ထားတဲ့အကွက်ကြစီစဉ်ထားတဲ့လူကလားလိန်တာခမည်းတော်အလစ်ငိုက်ဖမ်းပြီးလိန်မှာခမည်းတော်အဲ့ဒါမျိုးဆောက်ဆက်ရကတွေကိုကျွန်တော်ပြောပြီးပြီအဲ့တော့နော်ကျွန်တော်တို့အလိန်မခံရအောင်လို့ကျွန်တော်စေတနာနဲ့ပြောပြီးတာနံပါတ်1အချက်နံပါတ်2အချက်နော်ဒီလိုမျိုးပညာဘုသူဒရသွားအကြောင်းမလို့ခမည်းတော် KB ကနေနော်ကျွန်တော်ပြောလိုက်တဲ့အချက်လက်ကြောင့်မလို့ခမည်းတော်ဘုသူဒရတယ်ဆိုရင် KB ရဲ့ကိုနောက်ဆုံးမဖြစ်မနေမှသုံးတခြားဥစ္စာကိုသုံးငွေသားကိုငွေသားချင်းချင်းရှင်းနော်
ပြင်နောက်ဆုံး KB ကနေမဖြစ်မနေလွှဲရတော့မယ်ဆိုခင်ဗျားတို့ဖုံးဆက်အတီးပြုဖုံးခေါ်လင်မယားချင်းငွေလွှဲခိုင်းတော့မှဖုံးခေါ်တငယ်ချင်းလဲဖုံးခေါ်မောင်နှမချင်းလဲဖုံးခေါ်ပြီးတော့အတီးပြုပြီးမှ KB ကနေလွှဲနော်နံပါတ်1ချက် KB ကနေမဖြစ်မနေ KB ငွေလွှဲဖို့လိုလာရင် KB ကိုနောက်ဆုံးကြမှာထားပြီးတော့သုံးတခြားဥစ္စာကိုသုံးနော် KB ကနေမဖြစ်မနေလွှဲရတော့မယ်ဆိုရင်ဖုံးဆက်အတီးပြုပြီးတော့မှလွှဲဖုံးမဆက်ဘဲနဲ့ဘိုင်ဘာကနေပြောထားတာပဲ Messenger ပြောတာပါဆိုလိန်ခံထိသွားမယ်လိန်ချင်းနေတာလိန်နေတာနော်နံပါတ်1ချက်နံပါတ်3ချက်ကကျွန်တော်တို့ဗာလဲဆိုရင်ကမ္ဘောဇဘဏ်ရဲ့တာဝန်ရှိလူကြီးမင်းတွေကမ္ဘောဇဝန်ထမ်းတွေခမားတို့ကကမ္ဘောဇဝန်ထမ်းတွေကိုပြောချင်တာခမားတို့ကရှောက်တီးဈေးပြားတယ်လေဘုံထုတ်ဈေးတယ်လောက်အဆင့်ပဲရှိတော့တာခမားတို့ဘဏ်ကလုံနေတဲ့ပုံစံကခမားတို့စောက်စင်အောင်မရှိတော့ဘူးကျွန်တော်ပြောနေတာခမားတို့ရန်တိုက်ပေးနေတာမဟုတ်ဘူးဟုတ်လားပြီးရင်ကမ္ဘောဇဘဏ်ရဲ့တာဝန်ရှိတဲ့လူကြီးမင်းများနော်အခု KB ဆိုတာကိုစဖွင့်ပါလေဆိုခင်ဗျားတို့လုံခြုံရေးတွေလေဟင်းနေတာနော်နိုင်ငံတနိုင်ငံရဲ့အကြီးမားဆုံးအီမန်ဒီဈေးကွက်ကိုတိမ့်ပိုက်ထားတဲ့ပလက်ဖောင်းဖြစ်နေပြီးတော့ခင်ဗျားတို့လုံခြုံရေးကိုအခုလိုမျိုးဟာလာပေါ်တီပေါ်ပြဲရောဒီရောရဲလောက်ထားလို့မရဘူးကျုပ်တို့ကဟာလာဘာပတ်စံဘာဝန်ဆောင်မှုမှမယူဘူးကျွန်တော်တို့ဘာမှကျွန်တော်တို့အကျိုးမြတ်မရှိဘူးဆိုတဲ့စကားလာမပြောနဲ့ကျွန်တော်ဘန်ဝန်ထမ်းလောက်လာတာခင်ဗျားတို့အကျိုးမြတ်အခုလိုမျိုး KB ကသုံးတဲ့လူများနေတာအကျိုးမြတ်ရှိလားမရှိဘူးလားဆိုတာခင်ဗျားတို့မပြောလဲကျုပ်တို့သိတယ်နော်ခင်ဗျားတို့မှာ KB ကနေငွေလွှဲကားဆိုတာမရှိဘူးငွေထုတ်ကားဆိုတာမရှိဘူးဆိုတာမျိုးဝန်ဆောင်ကားတွေမယူထားအောင်တောင်မှဒီနိုင်ငံတနိုင်ငံရဲ့ငွေကြေးစည်းစိမ်မှုပလက်ဖောင်းကြီးကခင်ဗျားပေါ်မှာစီးစင်းနေတာနော်အကျိုးမြတ်မရှိဘူးဆိုတဲ့စကားကိုလာမပြောနဲ့ခင်ဗျားတို့တာဝန်ယူမှုတာဝန်ခံမှုနဲ့ရှင်းပေးရမှာခု KB ကနေဖောင်းပွားမှုကြောင့်မလို့လူလိန်တွေအခုလိုမျိုးဖြစ်နေတဲ့ဟာကိုကျွန်တော်အကြံပြုထားသလိုအကောင်ဖောင်းပွားရတာတွေပိတ်အောင်ခင်ဗျားတို့လုံခြုံရေးကိုအတီးပြုတင်တယ်နော်အကောင်စဝင်မှာစကနေကဖေးစကန်ဖက်ရတဲ့လိုမျိုးအပတ်စဉ်လာစဉ်လုပ်ငန်းလုပ်နေတဲ့လူတိုင်းကဖေးစကန်ဖက်ကိုဖတ်တင်တယ်ဖေးစကန်မှမဖတ်နိုင်တဲ့ KB အကောင့်ဆိုခင်ဗျားတို့ဖြတ်သိမ်းတင်တယ်အကောင်ပိတ်တင်တယ်ဒါကကျွန်တော်လုံခြုံရေးနဲ့ပတ်သက်လို့ကြံပြူတာကျွန်တော်ဒီလောက်ပဲပြောမယ်နောက်တစ်နေ့လိုက်တယ်ကျွန်တော်အခုနော်စကန်သွားပြီးတော့ထပ်အမှုဖွင့်အောင်မယ်နော်ခင်ဗျားတို့ကျွန်တော်တော့အခုထပ်ပြီးတော့ပြောနေအောင်ပါပဲခင်ဗျားတို့ဘလို့အလုပ်လုပ်လဲဆိုတာကိုအများသူကရှင်းသိအောင်ထပ်ချပြနေအောင်ပါနော် KB ကနေအခုလိုအလိန်ခံလိုက်ရရင်ဒီလိုမျိုးကြီးရှိတယ်စောက်လို့ရှုပ်တယ်အလိန်မခံရအောင်တတိကြည့်ထားနောက်တစ်ခုက KB ဆိုတာလိုအပ်မှသုံးဆိုတာမျိုးဖြစ်အောင်ကျွန်တော်ကပြောမှာခင်ဗျားတို့ပြင်ခင်ဗျားတို့အလုံးလုံးနေတဲ့ပုံစံကိုပြင်မဟုတ်ရင်ကျွန်တော်တို့ကတော့ပြောရမှာပဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုပြောချင်တာအညာခံထိထားတဲ့လူတွေငြိမ်ခံမနေပါနဲ့နော်ကျွန်တော်ဗီဒီယို share ပါကျွန်တော်ဥစားလေးကိုဝိုင်းရံပြီး share ပေးကြပါအားလုံးကိုအကူအညီတောင်းပါတယ်ကျွန်တော်နောက်ထပ် live တွေမှာထပ်ဆောင်ကြမယ်နော်ကျွန်တော်ကိုထွန်းနေဝင်မှာနော်နောက်ထပ် live တွေမှာထပ်ဆောင်ကြမယ်ဘာမှ